Siamo diciamo Christmas party တို့ဘယ်လိုကြရင်ကောင်းလဲ ဆရာမနာတိုင်းနဲ့ကျမတဲ့ချောင်းဆိုးနေတာရဟုတ်တယ်ကြောင့်လေ ဒီရပြန်လာတယ်နေဆိုတော့ စရိတ်သွားပြီးမှပြန်လာတဲ့ချိန်ရေခဲရအတပုံကြိုက်တယ်ဆိုတော့ရေခဲရရန်တောက်လာတယ်ကျမလည်းကျမတော့အခုခရစ်စမတ်ကာလမှာဖြစ်တဲ့ကြောင့်မတော့ကျမတို့ကျမရေးတဲ့ကယူဆိုင်ရမယ်ထင်တယ်နော် ဟုတ်တယ်ဆက်ရမယ် ဟုတ်တယ်ဆရာမအခုဒီနေ့ကကျွန်တော်တို့ဆရာစီးရဲဆရာမတွေဆိုပြီးတော့ဆူတောင်းကြရလေးဆိုတော့ဒီစုံလုံးနေနော်အဲ့ဒါခရစ်စမတ်ကို ခွေလာနေတော့ဒါဆိုခါလေးစနေစီဇန်ဆွဲပြီးတော့မှခါလေးတော့ဒီလိုပေါ့နော် ကျမဖုံးတော်ဆက်ထားတယ်တူတူလေးလာဖို့ဆိုမှဖုံးဆက်ထားတယ်လာတော့မယ်ထင်တယ်ကျမစိုက်ရတဲ့ကြားတယ်လာပြီးထင်တယ်လာဆရာမလာ ဆရာမလေးလာ ဒီနေ့တော့မှာတစ်ပတ်တစ်ခါစီ CF ကဆရာမတွေဆူတောင်းခြင်းတော့ GMC ကလေးတွေအတွက်ဆူတောင်းခြင်းစီစဉ်လာရတာ။အမဆရာမကိုစောင့်နေလို့လေနည်းနည်းလေးနောက်ကျသွားပါတယ်။ ဟုတ်တယ်အခုလမ်းမှာလည်းဒီ point မိနေတော့မနေဟိုပြေးလာရတယ်ပေါ့နော်အဲ့ဒါနောက်ကျတော့ပါလေ စီပွားနေတဲ့အဲဒီနေ့ကလေး Christmas ဆက်ဆံမရဲ့ Christmas party ရနေလာတယ်နော်။တော့ကျွန်တော်တို့စီစဉ်ဆွဲကောင်းတယ်လို့ကောင်းတယ်။ဒီလေးတော့တပိတ်တယ်ဟုတ်တယ်စူတောင်းပြီးမှတခါတည်းတပိတ်တယ်ကျွန်တော်စီဝေးထိုင်ရအောင်လေနော်အခုစီစဉ်ရတော့တားများတယ်ဆိုတော့ကျွန်တော်ရေးတော့တယ်ဆိုတာလို့နော်ဒီမှာအဲ့ဒါလေးတိုင်ပြရအောင်ဆရာမရေကျမတို့ကစူတောင်းပြီးပြီဆိုတော့ကျမတို့လုပ်ရမယ့်အပိုင်းကိုကျွန်တော်ဆရာမတစ်ချက်လောက်ပြောပြပါလားခုနကတော့စီဝေးသွားတဲ့အရာပေါ့နော် ဟုတ်ကဲ့ကျွန်တော်တို့ဒီမှာနော်ဆူတောင်းပြီးသွားတဲ့ခါမှာကျွန်တော်တို့ဒီ Christmas party နဲ့ပတ်သက်တဲ့အရာလေးကိုဆူတောင်းခြင်းနဲ့အတူကျွန်တော်တိုင်ပင်ထားတဲ့အရာလေးရှိပါတယ်။အဲ့ဒါကတော့ကျွန်တော်ဒီလာမယ့်14ရက်နေ့17လပိုင်း14ရက်နေ့ကကျွန်တော်အမျိုးသားနေ့ကြပါတယ်အမျိုးသားနေ့ကရုံးပိတ်ကျောင်းပိတ်ရဖြစ်တဲ့အတွက်ကြောင့်အဲ့ဒီနေ့မှာကျွန်တော်တိုင်းတော်မှာရှိတဲ့ဆန်းဆူဆရာမတွေအတွက် Christmas party လေးလုပ်ဆောင်လို့ရှိပါတယ်အဲ့ဒီနေ့မှာကျွန်တော်ဒီ Christmas party နဲ့ပတ်သက်တဲ့သင်ခန်းစာလေးနောက်ပြီးတော့မှနှုတ်ဘတ်တော်သင်ကြားခြင်းတွေတခြင်းအသစ် Christmas နဲ့သက်ဆိုင်တဲ့ဆန်းဆူတခြင်းအသစ်ကလေးတွေကျွန်တော်အဲ့ဒီနေ့မှာသင်ကြားမှာဖြစ်တယ်ဒါကြောင့်တိုင်းတော်မျိုးပေါ်မှာရှိတဲ့ဘယ်အသင်းတော်ကမဆိုဆန်းဆူဆရာမတွေကျွန်တော်နဲ့အတူတူလာရောက်ပါမယ်ဖို့ရန်အတွက်ကျွန်တော်အားလုံးကို welcome ကြိုဆိုပါတယ်လို့ဒီညကနေပြောချင်ပါတယ်။ဒီကတ်တဲ့အခါမှာလည်းကျွန်တော်ထပ်မံပြီးတော့မှရက်ကလေးတွေနဲ့နေရာလေးတွေကိုပြန်ပြီးတော့မှတင်ပေးမှဖြစ်ပါတယ်။တခုတော့တတိပေးချင်ပါတယ်အဲ့ဒါပါလို့ဆိုတော့ကျွန်တော်တို့ကအဲ့ဒီနေ့မှာကျွန်တော်တို့ဒီ Christmas သင်ခန်းစာအသစ်ကလေးတွေရောက်မှဖြစ်ပါတယ်။အဲ့ဒါတို့ကြောင့်ဆော့ဆော့နော်ညင်ညင်ဒါလိုမှစီးရင်သွင်းတဲ့လူတွေတော့ကျွန်တော်တို့သင်ခန်းစာလေးတွေရမှာဖြစ်တယ်။နောက်ကြမှာဆိုရင်တော့ကျွန်တော်တို့သင်ခန်းစာအတွက်ကမရနိုင်ဘူးပေါ့နော်။ဒါကြောင့် ခရစ်စမတ်ပါတီကို အရောက်လာဖို့ဆရာဆရာမများအားလုံးကိုသခင်ယေရှုနာမ၌ခေါ်ဖိတ်ပါ ဟုတ်ကဲ့ပါတယ် အားလုံးပေါ်မှာဖျားရှင်ကောင်းချီးပေးပါစေ